ကျွန်တော်စီမှာကျွန်တော်စုထားတဲ့ဂျာစီမုတ်ကတ်တွေဘယ်လောက်ရှိမလဲဘာကြောင့်ဂျာစီမုတ်ကတ်တွေစုရတာလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြမိမှာဖြစ်ပါတယ်ကျွန်တော်စီမှာတော့ဟိုးရင်2023လောက်ကတည်းကကျွန်တော်စုလာခဲ့တဲ့ဂျာစီမုတ်ကတ်တွေကိုဒီနေ့အားလုံးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပြပြီးမှမှာဖြစ်ပါတယ် showcase အနေနဲ့ပေါ့နော် okay ပထမဆုံးအနေနဲ့ကျွန်တော်2024ဒီ file ကကြတော့ကျွန်တော်ဟိုးရင်တွေကကျွန်တော်ဂျာစီမုတ်ကတ်စစုကြတဲ့ဟိုကကျွန်တော်ထည့်ထားတဲ့file ကြီးပေါ့နော်အရင်တော့ဒီ file တွေအကုန်လုံးထဲကိုဒီ file တွေအကုန်လုံးဒီထဲမှာတစ်ခုတွေမှာစုထည့်ထားတာပေါ့နော်လောလောဆယ်တော့ဒါလေးပဲကျန်တော့တယ်ကျွန်တော်နေရာတွေအကုန်လုံးပြန်ခွဲထားတာပေါ့နော်ဒါတွေကဒီမုတ်ကတ်တွေကတော့ brother တို့အားလုံးသိတဲ့အတိုင်းပဲဒီမုတ်ကတ်တွေပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်သိမသုံးပါဘူးဒါဟုတ်ကျွန်တော်ဂျာစီစဆွဲတော့ဆိုရင်ဒီမုတ်ကတ်သုံးပါတယ်ဒီမုတ်ကတ်သုံးပါတယ်ဘာကြီးလည်းမသိပါဘူးတော်တော်ကြိုက်တဲ့လူတွေကြိုက်ကြပါတယ်ဒီမုတ်ကတ်ကျွန်တော်ဒါဆက်ချင်းသုံးခဲ့တဲ့ဂျာစီမုတ်ကတ်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်သိမ်းထားတာဖြစ်ပါတယ်ကျွန်တော် PC မှာသုံးတာမဟုတ်ပါဘူးကျွန်တော် mobile မှာပဲကျွန်တော်ဒီမုတ်ကတ်ကိုသုံးတာဖြစ်ပါတယ် okay ဆက်ပြီးတော့ကျွန်တော်တို့တွေကဒီ baseball ဂျာစီမုတ်ကတ်ကိုသွားကြည့်မယ်ဒါတော့ကျွန်တော်လက်ပြက်နေတယ်လက် basketball ပေါ့နော်ဒီ basketball ဆိုတော့လက်ပြက်နေတဲ့ဟာလေးတွေ design လေးတွေပေါ့နော်ရှေ့ဘက်ချမ်းရဲ့ဘေးဘက်ညာဆောင်းတာလေးဒါတော့ main ကလေး wood ပေါ့နော်ဒါ main ကလေး wood တဲ့ baseball okay ဒါတော့ full body ပေါ့နော် full body ခန္ဓာကိုယ်တစ်ခုလုံးပါတဲ့ဂျာစီမုတ်ကတ် okay နောက်ထပ်ဒါတော့ BB ဆိုတော့ကျွန်တော် business ဂျာစီမုတ်ကတ်ပေါ့နော်ဒါကတော့လုပ်ငန်းသုံးတွေမှာကျွန်တော်တို့ဂျယ်စီပါတဲ့ကောင်လေးတွေသုံးတဲ့ဟာလေးတွေပေါ့နော်ဂျယ်စီလေးနဲ့သုံးခြင်းနဲ့ brother တို့အတွက်ဒါဒီကောင်လေးတွေရှိမယ်ဒီကောင်ကတော့သူကnoise လေးတွေလိုမျိုးမိုတက်နေတဲ့ပုံစံမျိုးလေးတွေပါနေတာပေါ့နော်သူ့ရဲ့ဂျာစီအသားအဲ့လိုမျိုးဖြစ်အောင်သူကလှုပ်ထားပြီးတာခြီသားပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလှုပ်ရှင်တာဒီကောင်ကတော့ကျွန်တော်နောက်ဆုံးဝယ်ထားတဲ့ကောင်ဒီကောင်လေးဆိုရင်ဂျယ်စီလေးနဲ့တော်တော်လေးမိုက်တယ်နောက်ပိုင်းဂျာစီဆွဲလို့ရှိရင်ဒီကောင်နဲ့ကျွန်တော်ဆွဲဖို့စဉ်းစားထားတယ်နော် okay ဒါကတော့သူ့ရဲ့အနောက်ဘက်ခြမ်းဒီကောင်ဆိုရင်ဒါဆိုရင်ဒါတွေကတော့ brother သိတယ်ကျွန်တော်လည်းသိမသုံးကျွန်တော်ဘူဂျာစီမုတ်ကတ်ဆိုရင်အတကုံလိုက်စုထားတာလိုက်စုထားဘယ်နေရာပဲအဲ့လိုမျိုးဟိုမှာတွေ့လဲဝယ်လိုက်ဒီမှာတွေ့လဲဝယ်လိုက် free ရတယ်ဆိုလို့ရှိရင်လည်းဂုံဆင်းလိုက်ပေါ့နော်ကျွန်တော်လိုက်စုထားတာလीပေါ့နော်ကျွန်တော်ဝယ်ထားတွေတော့များပါတယ် okay free ရတဲ့ဟာတွေကြတော့ဆောင်းတာအတိုင်းပဲဒီလိုဟာကြီးတွေကတည်မလားကြိုက်လို့သာစုထားတာတကယ်ဒီဟာတွေကပြောတာမဟုတ်နော်ဒီ yellow image ဟာတွေပြောတာမဟုတ်နော်ဒီလိုဟာတွေကြိုက်လို့သာစုထားတည်မလားသိပြီးတော့သိအဆင်မပြေဘူး okay ဒါကတော့ပြီးပါပြီပေါ့နော်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ cycling jersey မုတ်ကတ် okay ဒီကောင်ကျတော့စက်ဘိန်းစီးတဲ့ biker တွေbike စီးတဲ့လူတွေပေါ့နော်ဥပမာ cycling စက်ဘိန်းစီးတဲ့လူတွေအတွက်သူတို့ jersey မုတ်ကတ်တွေပေါ့နော်ဒါကတော့ကျွန်တော်စီမှာတော့ထုတ်မယ်ဆိုရင်တော့ငားတဲ့6တဲ့အဲ့လိုမျိုးမရဘူးပေါ့နော်အထည်များမှကောင်းတာဒီကောင်လေးဆိုရင်အထည်50တရားအဲ့လောက်ထုတ်မှပဲသူတို့ကထုတ်ပေးတာပေါ့နော် okay နောက်ထပ်ဒါတွေကတော့သိပြီးသားပါဒါတွေကတော့ free ရတယ်ဆိုတော့သိပြီးသားပါမပြတော့ပါဘူးဒီကောင်လေးဒါဆိုရင်ဘေးဘက်ချမ်းဒါဆိုရင်တော်တော်များများသိတယ်ဒီဂျာစီမုတ်ကတ်ဆိုရင်ဒါတော့လုံးဝ official ဂျာစီမုတ်ကတ်တွေပေါ့နော်လုံးဝဟို yellow image ကဂျာစီမုတ်ကတ်တွေကိုပြန်ချတာပေးတာဖြစ်ပါတယ်ဒီကောင်ကကျတော့ဒီဂျာစီကကျတော့ကျွန်တော်ဟို free ရတာဖြစ်ပါတယ် free ရတာဒီကောင်ကျတော့ YouTube ကနေလာမသိကျွန်တော်တွေ့လို့ကျွန်တော်ကအဲ့လိုမျိုး like စုထားတာပေါ့နော်ဒီကောင်ဆို column နဲ့ဟာဟိုမှာဘေးပညာအဲ့လိုမျိုး view တွေအများကြီးပါတဲ့ဟာတွေပေါ့နော်view တစ်ခုတည်းဆိုရင်ခုနောက်ပိုင်းတွေ့မှာပါ view လေးတွေကဟိုဘက်ပြောင်းဒီဘက်ပြောင်းအဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော် okay ဒါလေးတွေပေါ့နော် okay ဒါဆိုရင်မက်တစ်စီဂျာစီမုတ်ကတ်ပုံစံမျိုးပေါ့နော်၄ခု view ကဘေးပညာအဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော် okay ဒါကတော့ကျွန်တော် e-sport အတွက်ကျွန်တော်ဆွဲတာဟိုစုထားတဲ့ဟာလေးတွေပေါ့နော်ဒါကတော့ဂျာစီမုတ်ကတ်ကိုမှလူခန္ဓာကိုယ်ပေါ်မှာကျွန်တော်တို့တွေကဒီပြတဲ့ဟာလေးတွေပေါ့နော်ဥမာbody ပေါ်မှာသူကပြထားတဲ့ဟာလေးတွေဥမာ body မုတ်ကတ်လေးပေါ့နော်ဝတ်ထားတဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာရေးထားသလိုမျိုး score player in action နဲ့ဒီဟာလေးဆိုရင်မတည့်ရနေတဲ့ပုံစံလေးဒါလည်းဆိုကိုကြိုက်တဲ့ဂျာစီပြောင်းလို့ရတယ်ပေါ့ဗျာ okay ဒါဆိုရင်သူ့ရဲ့ full setup ဒါတော့ပေါင်းပြီးပတ်ဒါတော့တွေ့ရပေါ့နော် okay ဒါပါပဲနောက်တစ်ခုကကြတော့ဒါကတော့ခဲ main ကလေးကြတော့တိတ်စိတ်ဝင်စားဖို့တော့မကောင်းဘူးရိုးရှင်းဟိုဟာကြီးကျွန်တော်တို့ဒီ business ပုံစံမျိုးပဲသွားတဲ့ဟာတွေရှိတယ်ပေါ့နော်ဟိုလိုမျိုးe-sport အတွက်အဲ့လိုမျိုးတည်တဲ့ထတော့မရှိဒါပေမဲ့ယောက်ျားလေးဝတ်တွေဆိုရင်လည်း main ကလေးဝတ်လို့ရတယ်ဆိုတော့တိတ်ပြီးတော့ကိစ္စမရှိပါဘူးဒါကတော့ကျွန်တော်တို့ hanger ချိတ်ထားတဲ့ပုံစံမျိုးလေးတွေပေါ့နော်ကျွန်တော်လိုမျိုးဖွင့်လိုက်မယ်
ချိတ်ထားတဲ့ပုံစံမျိုးလေးတွေဂျာစီမုတ်ကတ်တွေကျွန်တော်လိုက်စုထားတာပေါ့နော်โอเคဒါလေးတွေရှိမယ်โอเคရှိသေးလားအများတော့အများကြီးပဲ brother ကျွန်တော်စုရတာကြိုက်တဲ့အတွက်ကြောင့်စုထားတာကျွန်တော်3လားဆိုတော့တိတ်မသုံးဒါတော့ jacket တွေပေါ့နော် jacket တွေjacket တွေကျွန်တော်မပြတော့ပါဘူးရိုးတယ်ပေါ့နော်အရင်ကြီးလည်းထူးထူးခြားခြားမရှိဘူးပြီးရင်ဒါတော့ object ပေါ့နော် player တွေပေါ်မှာကျွန်တော်တို့ဥမာအရာဝတ္ထုအဲ့လူတွေပေါ်မှာကျွန်တော်ပြေးဖို့တဲ့ဟာလေးပေါ့နော်ကျွန်တော်အကြိုက်ဆိုတော့ဒီမှာ CR7 CR7 ရဲ့ဂျာစီကိုပြောင်းလို့ရတဲ့ဟာရှိမယ်ပြီးရင် Messi ရဲ့ဂျာစီပြောင်းလို့ရတဲ့ဟာရှိမယ်ပေါ့နော်โอเคဒါလေးတွေရှိမယ်ကျန်တာတွေကတော့ဒါတွေပေါ့နော်ဒါတော့တိတ်ပြီးတော့ထူးထူးခြားခြားမရှိပါဘူးနောက်ထပ်ကတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါ T ဒီလက်ရှည်ပေါ်မှာလက်ရှည်ပေါ်မှာကျွန်တော်တို့ဒီလိုမျိုးလေးထပ်ဝတ်ထားတဲ့ဟာလေးပေါ့နော်ဒီ design လေးတွေဒီကောင်ဆိုရင်ဒါတော့ဆိုရင် oversize ပေါ့နော်ဒီပခုံးတစ်ခါလေးဆက်ထားတဲ့ oversize တွေဒါဆိုရင်တော့ဒီ oversize လိုမျိုးလက်အဖြက်လေးဂျာစီပုံစံမျိုးပေါ့နော် oversize ဒါသူကထူးခြားတာဒီမှာ 8 ကပ်ပါတယ်ပေါ့နော်ဒီမှာ 8 ကပ်ပါတယ် okay ဒါဆိုရင်လည်း oversize ပဲပေါ့နော် oversize design T လေးတွေပေါ့ T-shirt လေးတွေပေါ့နော် okay ဒါကတော့ကျွန်တော်စီမှာရှိတဲ့ဂျာစီမုတ်ကက်လေးတွေကိုကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်ဒီမှာကြံပါသေးတယ်အများကြီးပဲဒါကောင်တွေကကြတော့တိတ်ပြီးတော့ကျွန်တော်တိတ်စိတ်ဝင်စားဘူးဒါတော့အရှိဟာကြီးနဲ့အတူတူပဲဒီလိုမျိုးဟာတွေပေါ့နော်ဒါအရှိဟာကြီးနဲ့အတူတူပဲပေါ့နော်โอเคဒါကတော့ကျွန်တော်စီမှာရှိတဲ့ဂျာစီမုတ်ကက်လေးတွေကိုကျွန်တော်လာပြပေးတာဖြစ်ပါတယ်technique တကြလိုက်မယ်လို့ထင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်